ဇလန်ဆာမှာတော့ Rofilia ပြန်ပြီးဆွဲခံရတဲ့အခန်းကိုပြန်ပြထားကအဲလင်ကတော့ငိုနေပါတယ်။ဘာလို့လဲဆိုတော့သူလှုပ်ထားတဲ့ဈေးကြောင့် Rofilia ပြန်ပြီးဆွဲခံရတယ်လို့ထင်နေတာကြောင့်ဖြစ်တယ်။ဆိုဘဲကတော့မင်းကြောင့်ပြည်သူတွေရဲ့အသက်ကမသေးတာမှားတာက Rofilia ကိုဖမ်းတဲ့သူတွေပဲမင်းမဟုတ်ဘူးလို့နှစ်သိမ့်ပေးပါတယ်။နောက်တော့ info တယောက်ဝင်လာက Rofilia အဖမ်းခံရတော့စာရောက်လာတယ်။ Rofilia ကမင်းသားနဲ့အပြန်အလှန်စာပို့လေးရှိတယ်။ဒါကစာပါဖုံပေါ်မှာတင်ထားလို့ဒီနေ့ဖတ်တယ်ထင်တယ်။ဆိုဘဲကဖတ်ကြည့်ကမင်းသားက Rofilia ကိုခေါ်နေတာဒါဆို Rofilia ကိုဖမ်းခေါ်တဲ့သူကမင်းသားကဆေးကိုလိုချင်လို့ချိန်တာမဖြစ်နိုင်ဘူးလားပြီးတော့ဘိုးကြားကိုသူတို့အတန်ကိုကြားလာလို့မေးတော့ကြားရတယ်သူတို့ကတခုခုကိုဖုံးကွယ်ထားတယ်ငါတို့နယ်မြေထဲမှာသူတို့ရှိတာလားဆိုဘဲကဘဲမှလည်းအခုချက်ချင်းလက်ပြစမ်းနောက်တော့ Rofilia ဖမ်းခံရတဲ့နေရာကိုပြတယ်တစ်ဖက်မှာတော့မင်းသားတို့အဖွဲ့ကစကားပြောနေကြချိန်တကားကိုကန်ဖွင့်ပြီးငါသမီးကိုပြန်ပေးငါသမီးကိုအပြင်ထွက်အောင်လုပ်ပြီးဖမ်းခေါ်တာမလားအဲလင်ကဝင်တာပြီး Rofilia ကဒီမှာမရှိဘူးအဲ့ဒါကြောင့်စိတ်အေးအေးထားပါမင်းသားကအဲလင်ကိုမိတ်ဆက်ပြီးအနာကက်ဖို့လုပ်တော့ Roran ကရောက်လာကငါသမီးအနာမကက်နဲ့လွန်ခဲ့တဲ့3နှစ်ကအကြောင်းကိုမှတ်မိသေးလားငါမမေ့ပါဘူးအဲ့ဒါအတွက်တောင်းပန်ဖို့အတွက်မိတ်ဆက်တာပါနောက်တော့ဆိုဘဲကဒါကိုရပြီးနောက်တပီးကအိမ်ကနေထက်သွားပြီးဘဲရောက်သွားလဲမသိတော့ဘူးလို့ပြောတယ်မင်းသားကစာကိုယူကြည့်ပြီးငါက Rofilia နဲ့စာတော့ပို့တယ်ဒါပေမဲ့ဒီစာကငါမရေးဘူးအဲ့ဒါကဘရင်မျိုးနွယ်ရဲ့အမတ်သားလေလိန်ပြောမနေနဲ့ဟုတ်သားဒါပေမဲ့လုံးဝဒီစာကိုငါရေးတာမဟုတ်ဘူးဆိုဘဲကအဲ့ဒါဆိုဘာလို့ဖို့ဒီကိုလာရလဲသူတို့ကလေးလာဖို့လာတာဖြစ်ပြီး Rofilia ကိုဖမ်းခေါ်တာမျိုးမလုပ်ဘူးလို့ပြောတယ်နောက်တော့ Hugh ကအဲလင်နဲ့မိတ်ဆက်ကသူ့မှာဝင်းကြီးတငယ်ချင်းရှိတယ်ကြည်မလားဆိုကပြလိုက်တယ်အဲ့ဒါကယုံလေးဖြစ်နေကယုံလေးကအဲလင်ကိုပေါ်ခုန်တက်လာတာမင်းကတကယ်ပဲဝင်းကြီးမင်းသမီးပဲအဲလင်ကဆေးလုံနီးကိုပြောပြပြီးဆေးအနှဲခွဲကိုပေးမယ်ဒါပေမဲ့တခုတော့လုပ်ပေးရမယ် Rofilia ကိုရှာတဲ့နေရာမှာကူညီပေးရမယ်မင်းသားကလက်ခံပါတယ်ဘာလို့လဲဆိုတော့မင်းသားကသူ့တငယ်ချင်း Rofilia ကိုစိတ်ပူလို့ပဲဖြစ်တယ်နောက်တော့မြေပုံမှာဖြစ်နိုင်တဲ့နေရာကိုရှာနေကြကတွေ့သွားပြီးဘူကြားကိုအဲ့ဒီနာပတ်ဝန်းကျင်ကိုရှာခိုင်းလိုက်ပြီးမင်းသားတို့ကတော့ကြားကိုတွေ့တာကြောင့်အံ့ဩနေကြတယ်ဆိုဘဲကို Roran ကနှစ်သိပ်ပေးနေကအဲလင်ကမျက်နှာကိုမှတ်မိရင်ကြေးမုံထဲမှာရှာလို့ရတယ်လို့ပြောနေတယ်နောက်တော့မင်းသားက Rofilia ကိုကယ်ပြီးရင်သူပြောတဲ့စကားကိုနားထောင်စေချင်တယ်လို့ပြောတော့အဲလင်ကလည်းလက်ခံတယ်မင်းသားကပြောနေက Roran ဝင်လာပြီးအဲလင်ကျိန်စာကတုတ်ပြန်လိုက်မယ်အနာတိတ်မကက်နဲ့အဲလင်ဘာလို့မင်းသားကိုစိုက်ကြည့်နေရလဲအဲလင်ကစကားပြောဖို့လက်ခံတာကိုဘာလို့အဲ့လောက်ပြုံးနေမှန်းမသိလို့ရိုရန်ကဒါလေးတော့မသိဘူးငတုံးလေးအဲ့ဒီအချိန်ကြားပြူရောက်လာကလူ9ယောက်မိန်းကလေးတစ်ယောက်ကိုတွေ့တယ်လို့ပြောတော့အဲ့ဒီနေရာချက်ချင်းသွားကြပါတယ်ပြီးတော့ရောက်လာကရိုရန်ကဆိုဘက်ကိုအရင်သွားခိုင်းကကြံတဲ့လူတွေကိုငါရှင်းလိုက်မယ်လို့ပြောတယ်တီးတော့မဲ့အချိန်မှာအိုရီရောက်လာကသူလဲကူညီချင်းလို့လာခဲ့တာလို့ပြောတယ်လူဆိုးတွေကတော့သူကဝင့်ကြီးဘရင်အိုရီမန်းတီကဘေးကလူကသူရန်ကောင်းမဲ့သဘောပေါက်သွားကြတယ်အိုရီနဲ့ရိုရန်ပေါင်းပြီးအစွမ်းသုံးလိုက်ကဖြူဖြူအလင်းတန်းနေထွက်လာပြီးဂူကဘာမှမဖြစ်ပဲလူတွေကတော့မှောက်နေပါတယ်တစ်ဖက်မှာဆိုဘဲနဲ့အာဘာဒိုက Rofilia စီရောက်လာပြီးအထဲမှာလူတယောက်စောင့်နေတာကြောင့်အာဘာဒိုကို Rofilia ကိုကြီးခိုင်းတာကဆိုဘဲက fighting play နေပါတယ်တစ်ဖက်လူကပစိန်နဲ့ခုတ်တာကိုဆိုဘဲကဖမ်းပြီးလက်သီးနဲ့ထိုးလိုက်ကတတိလစ်သွားတယ်နောက်ဆုံးမှာတော့အားလုံးလည်းအဆင်ပြေသွားကြက episode တန်းလည်းပြီးဆုံးသွားပါတယ်